Hello ငဖယ်ငေးပွားစားတုပ်လေးချက်ပါမယ်ရှင်အရင်ဆုံးငေးပွားကိုစားတုပ်ဖို့အတွက်အလဲဦးတိုင်းလေးတွေကိုလီးပြီးတော့ထုတ်လိုက်ပါမယ်မင်းဟင်းချက်မုံလေးသုံးပြီးတော့လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကစက်တော်အဖြူနီလေးထောင်းစရာမလိုပဲနဲ့ငဖယ်လေးကိုဒီအမုံလေးထည့်ပြီးတော့နေပြီးတော့ပေါက်လာရုံနဲ့ပေါ့နော်ပြီးရင်တော့ငေးပွားတွေကိုဒီငဖယ်လေးကိုအစားသွတ်ပါမယ်သူ့အညာလေးတွေနဲ့အပေါ်ကနေပြန်ပြီးတော့ပိတ်လိုက်မယ်ကဲအဲ့လိုမျိုးလေးနဲ့ငဖယ်လေးတွေကိုအစားသွတ်လိုက်မယ်ပေါ့နော်စားတော့တာလေးပြီးသွားတဲ့အခါမှာတော့ကျမကစက်တော်ဖြူနေလဲဘာမှထောင်းစရာမလိုပဲနဲ့မေးဟင်းချက်မုံလေးကိုပဲစီတက်ပြီးတော့ချက်မှာဖြစ်ပါတယ်စနွေးမှုံအယောင်တင်မှုံဘာမှလည်းထပ်ထည့်စရာမလိုဘူးပေါ့နော်အယောင်လေးကလည်းသူ့အတူကိုလှပြီးသားဖြစ်နေပြီကဲခင်းနေလေးပဲထပ်ထည့်ပြီးတော့စီတက်လိုက်ပါပြီရင်နွေးလေးထပ်ထည့်ပြီးတော့ခင်းနေလေးနူးတဲ့အထိဆက်ပြီးတော့တင်လိုက်တယ်ပေါ့နော်ခင်းနေလေးမကြည်တကြည်အနေထားလောက်မှာပဲကျမကငုပ်ပွားလေးတွေကိုထည့်လိုက်ပါတယ်ရင်နွေးထပ်ထည့်ပြီးတော့ငေးပွားလေးတွေနူးတဲ့အထိဆက်ပြီးတော့တည်ထားလိုက်ပါမယ်။တချမ်းနူးလောက်တဲ့အချိန်လောက်ကြာရင်တော့ဟိုဘက်တစ်ဖက်ကိုပြန်ပြီးတော့လှန်ပေးတာပေါ့နော်။မေးဟင်းချက်မုတ်ကအရသာလေးတွေပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့ငပြန်ယူနေနေပဲထပ်ပြီးတော့ခတ်လိုက်ပါတယ်။ပြီးတော့ရင်တော့ငေးသီးစိမ့်လေးအုပ်လိုက်ပါတယ်။ကဲပြီးရင်တော့နည်းနည်းမင်းလေးထပ်ပြီးတော့အုပ်လိုက်တာနဲ့ဒါစီလေးကလည်းပြန်လာပြီဆိုတော့စားလို့အစင်းစင်းဖြစ်နေတဲ့ငေးပွားစားတော့လေးရပါပြီရှင်။စက်တော်ဖြူနီရောင်တင်မှုတ်စနွေးမှုတ်ဘာမှသုံးစရာမလိုပဲနဲ့မေးဟင်းချက်မှုတ်တစ်မျိုးနဲ့ချက်ထားတယ်ငဖယ်ပန်းငုပ်ပွားစားတုပ်လေးရပါပြီရှင်။